စီရတဲ့ကိစ္စလေးကဘာလဲဆိုတော့ဒီနေ့ဆိုလို့ရှိရင်သူတို့ကဟိုကလုပ်တယ်ကွာဘာလဲစစ်တပ်ထောက်ခံပွဲဆိုပြီးတော့မိထီလာရယ်ပြင်ဦးလင်ရယ်နေပြည်တော်ရယ်မှာ၃နေရာမှာလုပ်တယ်လုပ်တော့မလုပ်ခင်မှာသူတို့ကဒီပေါ့နော်စိန်ခေါ်မှုတွေလုပ်တယ်ဒီဘက် PDF တွေနဲ့ဒီပြည်သူတွေကိုသူတို့ကဘယ်လိုစိန်ခေါ်လဲဆိုတော့လာရင်လာကြည့်လိုက်ဘယ်လိုခေါ်မလဲဘာဖြစ်သွားမယ်ညာဖြစ်သွားမယ်ဆိုပြီးတော့စိန်ခေါ်မှုတွေလုပ်တယ်အဲ့ဒီစိန်ခေါ်တဲ့အချိန်မှာပဲသူတို့ဖြစ်စေချင်တာကသူတို့ရဲ့ပုံစံကိုတစ်ချက်တွေးကြည့်အောင်အကယ်၍မှဒီပေါ့နော်PDF တွေတခုခုဟိုအပြည်သူတွေကစိတ်ဒေါသမပေါက်ခွဲပြီးတော့တခုခုလုပ်လိုက်လို့ရှိရင်အကြမ်းဖက်ပါတယ်နော်အကြမ်းဖက်ပါတယ် PDF တွေကအကြမ်းဖက်ပါတယ်လက်နက်မဲ့သူတွေကိုအကြမ်းဖက်ပါတယ်ဆိုတဲ့ပုံစံမျိုးဘယ်လိုခေါ်မလဲပြသလို့ရအောင်မျှခေါ်တယ်ဒါပေမဲ့ဒါတွေကလည်းနည်းနည်းရိုးပါတယ်အဲ့လိုမျှခေါ်တဲ့အချိန်မှာကျမတို့ရဲ့ smart ကြတော့မျိုးဆက်ပေါ့နော်ကျမတို့ရဲ့ smart ကြတော့မျိုးဆက်ဒီလုံးဝသူတို့ရဲ့ထောက်ခံပွဲနာကိုစိတ်တောင်မဝင်သားကိုလှဲ့တောင်မကြည့်လှဲ့တောင်မကြည့်စောက်ဖက်ကိုမလုပ်တာဒါမဲ့မိတ်ချီလာမှာဒီအကြမ်းဖက်စစ်တပ်ရဲ့ဒီဘယ်လိုခေါ်မလဲဆန္ဒပြဖို့ဆိုပြီးထွက်လာတဲ့လူတွေပေါ့ကွာသူတို့ထောက်ခံတဲ့ဆန္ဒပြပွဲကိုထွက်လာတဲ့သူတွေလုံခြုံရေးယူပေးနေတဲ့ဒီစစ်ကောင်စီတပ်သားတွေကိုဝင်ပြီးတော့စော်ထပ်လိုက်တယ်ဝင်ပြီးစော်ထပ်လိုက်တော့အဲ့မှာဗာလဲပိုလိုပလက်တွေဖြစ်ပြီးတော့တနက်တောင်မကောက်နိုင်ပဲဖြစ်တဲ့ဓာတ်ပုံတွေအလုံးတွေ့ကြမှာပါအဲ့လိုဖြစ်သွားခြင်းအပြင်ဘာဖြစ်သွားလဲဆိုတော့သူတို့ကဘာမှသူတို့လက်နက်ကင်ထားတဲ့လူကိုဝင်ပြီးတော့တိုက်ခိုက်တာလက်နက်ကင်ချင်းဖြစ်တဲ့ကိစ္စဘာမှဒါကိုအကြမ်းဖက်ပါတယ်လို့လည်းပြောလို့မရတော့ဒါဒီကျမတို့ရဲ့ဒီ smart ကြတော့မျိုးဆက်ရဲ့အကွက်တွေပဲဒီလိုမျိုး88ကအုံနောက်လောက်တွေနဲ့လုံးဝတိုးမပေါက်တဲ့အကွက်တွေပဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကြည်လဲကြည်ရပါတယ်ဒီကောင်တွေကအခုကြာမှထပြီးတော့ရမလားဆိုပြီးထလုပ်တဲ့အကွက်တွေပေါ့နော်ရမလားဘယ်လိုခေါ်မလဲငါတို့မှလည်းထောက်ခံသူရှိပါတယ်ကိုကဆိုပြီးထလုပ်ပြတဲ့အကွက်အာဆီယံအရေးကိုကြည့်မယ်ဆိုလို့ရှိရင်လေအာဆီယံရဲ့သမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့ဖြစ်ရပဲဒီစစ်ခေါင်းဆောင်ကိုလုံးဝမဖိတ်ဘူးတည်မလားစစ်ခေါင်းဆောင်ကိုလုံးဝကိုပဲအတိမတ်မပြုတ်ဘူးစစ်ကောင်းဆောင်အတိမတ်ပြုတ်ပြီးမဖိတ်ဘူးဆိုတာကအာဆီယံသမိုင်းမှာမရှိဘူးခဲ့တဲ့ဖြစ်ရတစ်ခုပဲအာဆီယံရဲ့မူဝါဒကသူကတနိုင်ငံနဲ့တနိုင်ငံမဆွတ်ဖက်ရေးဆိုပြီးတော့သူတို့ကဘယ်လိုခေါ်မလဲအဲ့စီးမြင်းနဲ့နေတယ်ဒါပေမဲ့ဒီအကြမ်းဖက်မှုတွေဇက်တိုက်မြင့်တက်နေတဲ့ဒေတာရင်းလုံခြုံမှုတွေပေါ့နော်အရန်ကိုကြိုးပေါက်နေတဲ့အခြေအနေမှာလုံးဝသူတို့လည်း PR တွေအရာသူတို့ဘလို့မှမင်းအောင်လိုင်တို့ဘက်ကဆက်ပြီးရက်တည်နိုင်ဖို့ဘလို့မှမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်လာတယ်ဒါကြောင့်မလို့သူကအာဆီယံမူဝါဒ၅ချက်ဆိုပြီးတော့သူတို့ကဟပေးထားတယ်ပြောဟပေးထားတာဒါကဘယ်လိုခေါ်မလဲမင်းအောင်လှိုင်ကိုထွက်ပေါက်ပေးထားတဲ့သဘောဒါပေမဲ့မိုက်လုံးကြီးတဲ့တရောင်းစားကဒီအာဆီယံမူဝါဒ၅ချက်အရာဘာမှလုပ်မပေးဘဲနဲ့ဥမာဒေါ်လန်းစုကြည်နဲ့ဒေါ်လန်းစုကြည်အပါဝင်ခေါင်းဆောင်တွေနဲ့အာဆီယံဒီကိုယ်စားလှယ်နဲ့တွေ့ခွင့်တောင်းနေဒါပေမဲ့တွေ့ခွင့်မပေးဘူးလာခွင့်တော့ပေးတယ်တွေ့ခွင့်မပေးဘူးတွေ့ခွင့်မပေးတော့အာဆီယံကိုယ်စားလှယ်ကမလာဘဲနဲ့ပြီးတော့သူတို့ဒီပေါ့နော်ဆက်ပြီးတော့အကြမ်းဖက်ဖမ်းဆီးသူတို့ကအကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ဆိုတဲ့ဒီဟိုဟာလေးဘယ်လိုခေါ်မလဲမူဝါဒ၅ချက်မှာတစ်ချက်အပါဝင်ဖြစ်တယ်ဒါပေမဲ့အကြမ်းဖက်မှုတွေကိုလည်းမရပ်တန့်မဲနဲ့ဇက်တိုက်ဆက်ပြီးလှုပ်ဆောင်နေတယ်ဇက်တိုက်လှုပ်ဆောင်နေတာကိုလည်းပြည်သူတွေရဲ့အင်အားနဲ့ပေါ့နော်ဒီကမ္ဘာမီဒီယာတွေမှာဘယ်လိုခေါ်မလဲအကျယ်တဝင့်အများတန်းတွေ့နေရတယ်အဲ့တော့အကြမ်းဖက်မှုတွေကလုံးဝမရပ်တန့်တော့ဘူးဆိုတာကိုထင်သာမြင်သာဖြစ်နေတယ်အဲ့လိုမျိုးအာဆီယံရဲ့မူဝါဒ၅ချက်ကိုခေါင်းမာပြီးတော့ပေါ့နော်ဒီမိုက်လုံးကြီးတဲ့ငမိုက်သားကအဲ့လိုမျိုးဆက်ပြီးတော့ခေါင်းမာနေတဲ့အတွက်အာဆီယံကလုံးဝသူတို့ရဲ့အစည်းအဝေးကိုတက်ခွင့်မပေးဘူးဆိုပြီးလှုပ်ချပလိုက်တာလှုပ်ချပလိုက်တော့မှမြက်ကလူးဆန်ပြားနဲ့သူတို့ကလုံမယ်မထင်ဘူးဘာလို့လဲဆိုတော့သူတို့မှာတရုတ်နဲ့ရုရှားနဲ့သူတို့မှာရှိမယ်ဆိုပြီးတော့သူတို့ကယုံကြည်မျှော်လင့်ထားတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမင်းအောင်လှိုင်တော့ကန်ဆိုးစွာနဲ့ပဲတရုတ်နဲ့ရုရှားဒီကိစ္စမှာလုံးဝကိုအတန်မထွက်ဖ ೇನೆ လုံးဝကိုတိတ်ဆိတ်နေတယ်ဆိုတာတရုတ်နဲ့မင်းအောင်လှိုင်နဲ့ဂျားတွေကဆက်ဆံရေးဒီလုံးဝပျက်စီးနေပြီဆိုတာကအရန်ကိုသိတာပါတယ်ကျွန်မရှေ့ဗီဒီယိုတွေမှာလည်းပြောသွားခဲ့ဘူးလေအဲ့တော့ဒီကိစ္စမှာအာဆီယံကိစ္စမှာတရုတ်နဲ့ရုရှားဒီလုံးဝကိုလက်ရှောင်နေတဲ့အနေအထားမှာရှိတယ်အဲ့ချိန်ကျတော့မှသူ့ကိုမဖိတ်ပါဘူးဆိုပြီးလှုပ်ချလိုက်တဲ့အချိန်ကျတော့မှမြက်ကလူးဆန်ပြားနဲ့အသေးအတန်ပေါ့နော်မြက်ကလူးဆန်ပြားနဲ့အကျဉ်းသား9000ကျော်ကိုကျွန်တော်တို့ပြည်သူတွေကိုပေါ့နော်မတရားသဖြင့်ဖမ်းဆီးထားတဲ့ပြည်သူ9000ကျော်ပြန်ပြီးလွှတ်ပေးပေမဲ့ထပ်ပြီးတော့သူခမရသူတော့လှုပ်ရှားပါတယ်ညံမီတလောက်လေးတွေတော့လှုပ်နေရှာတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူ့ကောင်တွေကပြန်ဖမ်းနေဗျာ
အကျဉ်းသား1100ကိုsorry အကျဉ်းသား130ကိုပြန်ဖမ်းသွားတဲ့ဟာကကမ္ဘာမီဒီယာတွေပေါ်မှာလုံးဝဖုံးဖိမရအောင်ဖြစ်သွားတယ်ဒီအခုချက်ချင်းပြန်လွှတ်ပေးတယ်အခုချက်ချင်းပြန်ဖမ်းတယ်အယောက်130အထက်ရှိတယ်ဆိုပြီးတော့ AAPP တို့ဘာလို့ထုတ်ပြန်လိုက်တဲ့အချိန်မှာဒီပေါ့နော်သူတို့ရဲ့ပြန်ဖမ်းတဲ့ကိစ္စရဲ့ကြီးကထင်းထင်းရှားရှားကြီးဖြစ်သွားပြီးတော့အကြမ်းဖက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်ဆိုပြီးဖြစ်သွားတယ်တကယ်သူဖြစ်ချင်တာက तू ကနိုင်ငံရေးကျင်းသားတွေပေါ့နော်ဒီယုံကြည်ချက်ကြောင့်ဖမ်းခံထားရတဲ့ကျင်းသားတွေကိုပြန်လွှတ်ပေးပါတယ် तू ကဖြေလျှော့ပေးနေပါပြီအဲ့လိုပုံစံမျိုးဖြစ်ချင်တာဒါပေမဲ့အဲ့ဒီဟာကအဲ့လောက်မဟုတ်ဖ ೇನೆ ပြန်ပြီးတော့လွှတ်ပေးပြီးတော့ချက်ချင်းပြန်ဖမ်းတဲ့ဟာကြီးကဘယ်လိုခေါ်မလဲအရန်ကိုပြန့်နှံ့သွားတဲ့အချိန်မှာဒီကောင်လေးဘယ်လိုမှအဲ့ကိစ္စကိုဖြီလို့မရတော့ဘူးပြီးတော့အာဆီယံကလည်းလုံးဝကိုဘယ်လိုခေါ်မလဲမဖိတ်ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားတဲ့အချိန်မှာဒါပေမဲ့ပေါ့နော်မကောင်းတတ်တဲ့အခါကျတော့နိုင်ငံတနိုင်ငံကိုဒါကဘယ်လိုခေါ်မလဲအကြမ်းဖက်စစ်ကောင်းဆောင်ကိုနေရာမပေးဘူးအတိမတ်မပြုတ်ဘူးဆိုတဲ့သဘောကိုပြတာမြန်မာကိုအာဆီယံကလေဖယ်ထုတ်လိုက်တာမဟုတ်ဘူးဒါကြောင့်မကောင်းတတ်လို့ non political representative ဆိုပြီးတော့တုံ့နှုံပြီးတော့နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့သူတယောက်တက်ခွင့်ရမယ်ဆိုပြီးတော့လုပ်လိုက်တာနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့သူတယောက်တက်ခွင့်ရမယ်ဆိုတဲ့သဘောကဘယ်လိုခေါ်မလဲကွာမြန်မာပြည်ကိုဒီအာဆီယံစိန်ကနေဖယ်ထုတ်လိုက်တာမဟုတ်နိုင်ငံကိုဖယ်ထုတ်လိုက်တာမဟုတ်ဘူးစစ်ကောင်းဆောင်ကိုပဲအတိမတ်မပြုတ်ဘူးတစပွဲတည်းမထိုင်ဘူးသွေးစွန်းတဲ့လူသက်သမားကိုဘယ်လိုခေါ်မလဲလူရမသွင်းဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဖက်လုပ်ပြီးမဆက်ဆံဘူးမိတ်ဆွေမဖွဲ့ဘူးဆိုတဲ့သဘောမျိုးနဲ့အာဆီယံကအဲ့ဒီအချိုးချိုးချလိုက်တယ်အဲ့တော့မင်းအောင်လှိုင်အပါဝင်ပေါ့စစ်အုပ်စုကအခုသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲအာဆီယံကဖိတ်လိုက်တာကနိုင်ငံခြားရေးဝန်ကြီးဌာနကအတွင်းဝင်ချမ်းအေးဆိုလားချမ်းငင်းဆိုလား something အဲ့ဒီလူကိုဖိတ်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုသူတို့ကတက်တယ်လို့မတက်တယ်လို့အဖြေပြတ်မပေးဘူးဆိုလိုချင်တာကသူတို့ကလက်မခံနိုင်သေးဘူးစစ်တပ်ကိုဒီစစ်ခေါင်းဆောင်ပေါ့နော်စစ်ခေါင်းဆောင်ကိုဒီအာဆီယံကအတိမတ်မပြုတ်ဘူးဆိုတာသူတို့အတွက်အရန်ကြီးမားတဲ့ထိုးနှက်ချက်ပဲအဲ့ထိုးနှက်ချက်ကိုသူတို့ကလက်မခံနိုင်သေးဘူးဒါကြောင့်သူတို့ကမနေ့ကထပ်ပြီးထုတ်ပြန်ချက်တစ်ခုထုတ်တယ်ဗာလဲမင်းအောင်လိုင်သို့မဟုတ်ဝင်ကြီးတစ်ပါးမတက်ဝင်ကြီးတစ်ပါးကဝင်ကြီးတစ်ခေါက်မတက်ရဘူးဆိုလို့ရှိရင်ပေါ့နော်အာဆီယံအစည်းအဝေးကိုသူတို့ကမတက်ဘူးဆိုပြီးတော့သူတို့ကထုတ်ပြန်ချက်တစ်ခုထုတ်ပလိုက်တယ်အဲ့တော့အဲ့ထုတ်ပြန်ချက်ကဘာနဲ့တူလဲဆိုတော့လေကွာရှင်းခွင်လာတောင်းနေတဲ့လင်ကိုစိတ်ကောက်ပြနေတဲ့ကောင်မနဲ့တူတယ်သိလားဟိုကမဖိတ်ပါဘူးဆိုတာကိုမဖိတ်မတက်ဘူးဆိုပြီးတော့လှုပ်စိတ်ကောက်ပြနေတာတကယ်ဟိုကမဖိတ်ချင်လို့မဖိတ်တာလေရှင်းရှင်းလေးဒီသွေးစွန်းနေတဲ့လက်တွေကိုဘယ်သူမှအတိမတ်မပြုတ်ဘူးဘယ်သူမှလက်ဆွဲမနှုတ်ဆက်ချင်ဘူးဆိုတာကိုကျွန်မခဏပြောခဲ့ပါတယ်အခုဒီကဘာကလေတုံ့ပြန်လာတဲ့ပုံစံလေးထားပဲလူမိုက်နဲ့ပေါင်းလို့ရှိရင်လူမိုက်ပဲဖြစ်မှာပဲပြီးတော့လေဒီပေါ့အခုဆိုလို့ရှိရင်ဘယ်လောက်တောင်ကြီးတိုက်လဲဆိုတော့ထိုင်းနဲ့အာဏာသိမ်းထားတာပဲငါတို့နိုင်ငံကိုပဲဘာလို့ဖိအားပေးတာလဲဆိုတော့ထိုင်းမှာအဲ့လိုလူတက်မှုမျိုးတွေဖြစ်လာအဲ့လိုရုပ်မာရက်စက်မှုမျိုးတွေဖြစ်လာထိုင်းစစ်တပ်ကရောအဲ့လိုမျိုးပြည်သူတွေကိုအခုဒီမှာခေါင်းတွေပြတ်တတ်တယ်လို့မျိုးပြတ်တတ်လာအဲ့ဒါကအာဏာသိမ်းတာချင်းအတူတူကိုတော့မှပဲညံရီပိုနှိမ့်တဲ့ကောင်ကပိုပြီးဖိအားပေးခံရတာပဲအဲ့တော့ဒီအာဆီယံကိစ္စတည်းမင်းအောင်နိုင်လို့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်တယ်ပြီးတော့အာဆီယံလိုမျိုးပေါ့နော်အာဆီယံဆိုတာကပြောရမယ်ဆိုလို့ရှိရင်ကျွန်မဘယ်လိုခေါ်မလဲဟိုနေ့ကရေးခဲ့တယ်လို့ပဲဒီရက်ွက်ထဲကဓမ္မယုံဆွေးနွေးပွဲအဆင့်လောက်ပဲရှိတာအဲ့ဒီအချိန်မှာကိုပဲအဲ့ဒီအစည်းအဝေးပွဲကိုတော့မှတက်ရဖို့ကိုအသေးအတန်စူးစမ်းနေရတယ်ဆိုကြတဲ့ကမင်းအောင်လှိုင်တို့ရဲ့ဒီ legitimacy နဲ့ပတ်သက်တဲ့ရှုံးနိမ့်မှုတွေကိုကျမတို့မြင်ရပြီဒါဒီကျမတို့ပြည်သူတွေရဲ့အောင်ပွဲပဲကျမတို့ပြည်သူတွေအခုချိန်ထိအတန်မတိတ်အလံမလိပ်ဖ ೇನೆ စစ်ကောင်စီကိုစန့်ကျင်နေတဲ့အသည့်အပွင့်တွေပဲအဲ့ဒီကနေရလာတဲ့အသည့်အပွင့်တွေပဲအဲ့တော့ကျမတို့ဆက်ပြီးတော့ညီညီညွတ်နဲ့ဆက်ပြီးတွန်းလှန်သွားကြမယ်အာဆီယံမှာတော့မှပဲနေရာမရတဲ့ကောင်ဘယ်နေရာမှလည်းနေရာမရဘူးနိုင်ငံတကာထောက်ခံမှုကလည်း0ပြီးတော့ပြည်သူထောက်ခံမှုကလည်း0ပြည်သူထောက်ခံမှု0ဖြစ်လို့နိုင်ငံတကာထောက်ခံမှုကလည်း0ဖြစ်လာတာဒါဒီဘယ်လိုခေါ်မလဲလွယ်လွယ်လေးရလိုက်တဲ့အရာမဟုတ်ဘူးဒါဒီကျမတို့ရဲ့အောင်ပွဲပဲအာဆီယံကိုအရန်ကြီးအဖက်လုံနေလွန်းလို့အာဆီယံကိုဘယ်လိုခေါ်မလဲအရန်ကြီးရိုးမြင့်ခြင်းလို့တော့မဟုတ်ဘူးအာဆီယံဒီအရန်ကိုအရေးကြီးနေလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအဆင့်ကိုပဲတက်ခွင့်မရဘူးဆိုတာမျိုးကစစ်ကောင်စီတို့အကြီးကျယ်ဆုံးတော့ထိုးနှက်ချက်ပဲပြီးတော့တတိထားကြည့်ရင်သိမှာပါအာဆီယံမှာအခုဆိုလို့ရှိရင်အမေရိကန်သမ္မတမစ္စတာဂျိုးဘိုင်ဒန်ကအစဒီပေါ့နော်အွန်လိုင်းကလေးတက်ရောက်မယ်ဆိုတာမျိုးဒါဒီစစ်ကောင်စီပေါ်မှာမင်းအောင်လိုင်းစစ်တပ်ပေါ်မှာအကြီးအကျယ်ပေးလာတဲ့နိုင်ငံတကာဖိအားပဲအဲ့နိုင်ငံတကာဖိအားလေးပြီးတော့ကျမတို့ရဲ့အောင်ပွဲကိုဆက်ပြီးတော့ပေါ့နော်မြန်ပို့ပြီးတော့ရောက်လာနိုင်မယ်လို့ယူဆတယ်ဒါတွေအားလုံးကတော့ဘယ်နိုင်ငံကလာမယ်ဘယ်သူကဝင်တိုက်ပေးသွားမယ်လို့ကျမတို့အခုချိန်မှာ
မျောလင့်စရာမလိုဘူးဖြစ်လာရင်လည်းဖြစ်လာမယ်ဖြစ်လာခြင်းမှဖြစ်လာမယ်ဖြစ်လာရင်လည်းဖြစ်လာတဲ့နေ့ကြမှာပဲဖြစ်လာတယ်လို့ပဲသဘောထားလိုက်ကြရုံပဲကျမတို့အဲ့နေ့ကိုထိုင်ဆောင်နေစရာမလိုဘူးကျမတို့ရဲ့တော်လန်မှုတွေကိုရပ်တန့်ပြီးတော့အဲ့နေ့ကိုကျမတို့ထိုင်ဆောင်နေစရာမလိုဘူးကျမတို့တော်လန်နိုင်ရင်တော်လန်နိုင်တယ်လို့ဒီနေ့ကမြန်မြန်ကိုပဲရောက်လာနိုင်တယ်လို့ယူဆရတယ်အဲ့တော့ကျမတို့ရဲ့တော်လန်ရေးကိုအရှိန်အဟုန်ပို့ပြီးမြင့်ကြမယ်အရှိန်အဟုန်နှစ်ဆပို့ပြီးမြင့်ကြမယ်ကျမတို့ကအောင်ပွဲတွေရလာလေလေပို့ပြီးအရှိန်အဟုန်မြင့်ရလေလေပြီးတော့ကျမတို့ဘက်မှာအထိခိုက်ဆုံးရှုံးမှုတွေရှိလာလေလေတိုက်ပွဲကိုနှစ်ဆမြင့်ရလေပဲအဲ့တော့ဒီပွဲဟာလုံးဝစစ်ကောင်စီနဲ့မင်းအောင်နိုင်လို့အကြီးအကျယ်ကြဆုံးမဲ့ပွဲကျမတို့မြန်မာနိုင်ငံကလေပြီးတော့နှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့ဆရာနာရှင်စနစ်အချောင်းနေအချောင်းစားစနစ်ကြီးနိုင်ငံရင်းစနစ်ကိုအမြင့်ကလှန်မဲ့ပွဲဖြစ်တယ်ပြီးတော့ပြည်သူပေါ်မှာနှစ်ပေါင်းများစွာတိုင်းရင်းသားတွေနဲ့ကျမတို့ပြည်သူတွေပေါ်မှာနှစ်ပေါင်းများစွာအနိုင်အထက်ပြုမိုက်ရိုင်းနေတဲ့ဒီစစ်တပ်ရဲ့ဘယ်လိုခေါ်မလဲစစ်တပ်ရဲ့အောက်တန်းကျမှုတွေကိုကျမတို့ဒီအပီးတိုင်အမြင့်ကလှန်မဲ့ပွဲဖြစ်တယ်အဲ့တော့အာဆီယံအစည်းအဝေးကိုတက်ရောက်ခွင့်မရသွားဘဲနဲ့ခွေးကရက်ကလေကန်ချသွားခံရတဲ့မင်းအောင်လှိုင်ရဲ့ကြာဆုံးမှုဒီကျမတို့ပြည်သူအလုံးရဲ့ညီညွတ်သွေးစည်းမှုဟာလေရရှိလာတဲ့အောင်ပွဲပဲအဲ့တော့ဒီအောင်ပွဲရဲ့အရာတာကိုကျမတို့ပျော်ပျော်ရွှင်ရွှင်ခံစားကြရအောင်နောက်ထပ်ပို့ပြီးတော့ပေါ့နော်ဘလို့တော့အထိနာလာမလဲဘလို့တော့မှအဆင့်ဆင့်ကန်ချခံရမလဲဆိုတော့ကျမတို့အရသာခံပြီးစောင့်ကြည့်အောင်တခါတည်းကြလို့ရှိရင်လူယုံမာတွေကအသက်ရှည်တတ်တယ်ဘာလို့လဲဆိုတော့သူတို့ကနောင်ဘဝဆိုတော့သူတို့မှာဘယ်လိုခေါ်မလဲတန်နေရလေဖို့ကငရဲအပြင်တခြားနေရာမှာမရှိတော့ဘူးအဲ့တော့ဒီနာကျင်မှုတွေဒီဘယ်လိုခေါ်မလဲတစိမ့်စိမ့်တော့နာကျင်မှုတွေကိုတစိမ့်စိမ့်ထပ်ပြီးခံစားသွားရဖို့ကသူတို့တွေအသက်ရှင်နေပြီးတော့အဲ့နာကျင်မှုတွေအဲ့ဆုံးရှုံးမှုတွေကိုတစိမ့်စိမ့်ခံစားရပြီးမှဒါနောက်ဆုံးအချိန်ကိုရောက်လာမယ်လို့ကျမတို့ဒါဘာသာရေးရတော့အဲ့လိုမျိုးယူဆလို့ရတယ်အဲ့တော့လူယုံမာတွေအသက်ရှည်လာကြည်လားလို့တော့မတွေးပါနဲ့သူတို့ရဲ့ဆုံးရှုံးမှုတွေကိုသူတို့တစိမ့်ပြီးတစိမ့်ဘယ်လိုခေါ်မလဲတဖြည်းဖြည်းချင်းခံစားပြီးတော့သူတို့ကြာဆုံးမဲ့နေ့ကိုရောက်လာပါလိမ့်မယ်အမှန်တရားကနောက်ကျတတ်တယ်ဒါပေမဲ့ရောက်အောင်လာပါလိမ့်မယ်